ထိုသူသည်သူထိမိသောမိသည့်တတုအဖြစ်ကိုမဆိုပြောင်းလဲနိုင်သောစွမ်းအားရှိသည်စိန်တလုံးကိုထိလိုက်သောအခါသူ့လက်တစ်ခုလုံးသည်စိန်တလုံးဖြစ်သို့ပြောင်းလဲသွားခဲ့သည်ရုတ်တရက်စစ်သားအုပ်စုကြီးတစုကသူ့ကိုအရက်လေးမျက်နှာမှဝိုင်းရံထားသည်သူသည်တန်ကြိုးတစ်ခုကိုလျင်မြန်စွာဆွဲယူလိုက်တဲ့အခါသူ့လက်မောင်းသည်တန်ဖြစ်သို့တဖြည်းဖြည်းပြောင်းလဲသွားသည်သို့သောသူပြန်လဲတိုက်ခိုက်ဖို့ကြိုးစားနေတော့မှပဲအဝေးမှလျှက်စစ်ကိရိယာဖြင့်ပြစ်ခတ်တာကိုခံခဲ့ရသည်သူနိုးလာသောအခါကြီးကားမှန်နောက်တွင်ပိတ်မိနေသည်ကိုတွေ့ရှိခဲ့သည်ကင်းသမားနှစ်ဦးကသူထွက်ပြေးနိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ကြတော့လဲသူတို့လည်းကြည့်လိုက်တော့အခါထိုသူပျောက်ကွယ်သွားသည်ထိတ်လန့်ကြဖြင့်သူတို့သည်တင်းနက်များကိုမြောက်ပြီးမန်စီတို့ဖြည်းဖြည်းချင်းရွေ့လျားကစစ်ဆေးရန်ဂယူးတစိုက်အထဲကိုဝင်သွားကြသည်ဒါပေမဲ့ထိုသူသည်လုံးဝပျောက်ကွယ်သွားတာမဟုတ်ပဲမှန်ဖြစ်သို့ပြောင်းလဲသွားခဲ့ခြင်းသာဖြစ်သည်ထို့နောက်သူ၏စွမ်းအားများကိုအသုံးပြုဖုံးကွယ်ကအဖမ်းမခံရအောင်ရှောင်တိန်ခဲ့သည်အေဂျင့်များကသူ့ကိုဆက်လက်ရှာဖွေနေစဉ်ထိုလူသည်လမ်းမလယ်တွင်ရုတ်တရက်ပေါ်လာသည်သူတို့၏ကားသည်ထိုသူကိုတဲ့ဝင်တိုက်မိတော့လဲသူသည်တလက်မမျှမရွေ့လျားခဲ့ပါအဲ့ဒီစားကားသည်လေထဲသို့လွင့်စင်သွားပြီးမီတာနှဲငယ်အကွာကိုလွင့်စင်သွားခဲ့သည်သူသည်ရင်တိုက်မှုစီသို့ရှောက်သွားစဉ်ပြက်ရှနေသောလက်တစ်ဖက်ကအစွမ်းထက်သောအရာဝတ္ထုတစ်ခုကိုင်ဆောင်ထားသည်ကိုသတိပြုမိခဲ့သည်ထိမိသူတိုင်းသည်ကြောက်တုံးဖြစ်သို့ချက်ချင်းပြောင်းလဲသွားလိမ့်မည်ထိုသူသည်ကားပြီးတာယာတစ်ခုကိုထိလိုက်ပြီးသူ့လက်ကိုရာပါဖြစ်သို့ပြောင်းလဲကထိုအရာဝတ္ထုကိုဂယူးတစိုက်ကောက်ယူလိုက်သည်သို့သူသည်ထိုပစ္စည်း၏စွမ်းအားကိုရှော့တွက်ထားခဲ့သည်သူလက်သည်တဖြည်းဖြည်းကြောက်တုံးဖြစ်သို့ပြောင်းလဲလာခဲ့သည်ကုသနေကိုအပူတပြင်းရှာဖွေနေစဉ်အေဂျင့်တဦးပေါ်လာပြီးစနိုက်ပါတိုင်ဖဲတစ်လက်ဖြင့်ထိုသူကိုပစ်ခတ်ခဲ့တော်လဲသူသည်ရှောင်တိန်ရန်ပင်မကြိုးစားခဲ့ပေသူခန္ဓာကိုယ်တစ်ခုလုံးသည်တတုအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီးကြီးစံကိုအလွယ်တကူရှောင်လွဲနိုင်ခဲ့သည်